အားလုံးပဲမင်္ဂလာပါဒါကကျွန်တော်တို့နေပြီးတော့ပုပ္ပတီတီတွေကနေပြီးတော့ကျွန်တော်တို့ဆရာတော်ဖျားတွေအကြောင်းသုံးတဲ့ MB 2200ကျွန်တော်တို့လာရောက်ပြုပြင်ခိုင်းတာဖြစ်ပါတယ်အခုကကျွန်တော်ပြုပြင်ပြီးလို့အသက်သွင်းပြီးတာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ဆန်းပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့တစ်ချက်နဲ့တင်တာနဲ့သူ့ရဲ့ကျွန်တော်တို့ဖေးထွက်လာပါပြီခင်ဗျာပဲကျွန်တော်ဒီဘက်ကနောက်တစ်ချက်နဲ့ကိုဆန်းပြပေးပါဦးမယ်ဒါကကျွန်တော်တို့ဒီဘက်ကနောက်တစ်ချက်နဲ့ဖြစ်ပါတယ်ကျွန်တော်ဒီမှာအခုလိုစပီကာတွေမိန်းအနေလာရောက်ပြုပြင်ပြပါတယ်ခင်ဗျာကျွန်တော်ဒီမှာကျွန်တော်တို့စောင်းပေါက်တွေမန်တက်စင်တွေပွဲသုံးပစ္စည်းတွေအားလုံးရောင်းချပေးပါတယ်ကျွန်တော်တို့အခုလိုစပီကာတွေမိန်းအနေကျွန်တော်တို့စောင်းပေါက်တွေပြုပြင်ပေးပါတယ်စောင်းပေါက်တွေလည်းကျွန်တော်တို့ပြုတ်သေးတွေပါနေနဲ့ကျွန်တော်တို့စောင်းပေါက်ကိုနေတဲ့စောင်းပေါက်တွေလည်းပြန်ပြီးတော့ပြန်တလို့ရပါတယ်ကြန့်ခိုင်မှုအားဒီကောင်းပြန်လုပ်လို့ရပါတယ်ခင်ဗျာကျွန်တော်ဒီမှာဆွဲသုံးပစ္စည်းမျိုးစုံလည်းရောင်းချပေးပါတယ်အငှားလည်းလိုက်ပါတယ်ပြုပြင်လည်းလုပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်တို့ကတော့ဘိုင်ဟင်း2 audio နေပြီးတော့ဖြစ်ပါတယ်ဖုန်းနံပါတ်က399424682445ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ